ဒီကတော့ blues လေးအကြောင်းကိုရှင်းပြချင်ပါတယ် blues ကကျတော့ဒီဒိုမာဖာဖီဆိုထားပေါ့နော်အဲ့လိုလေးတွေကိုတီးထားပါတယ်ဒါကတော့ minor blues ပေါ့နော်ဒိုမာဖာဖီဆိုထားဆိုတဲ့ဟာလေးကိုတီးထားပါတယ်ခီးနဲ့ရှင်းပြပေးမယ်ခီးရဲ့မိုက်တာပေါ့နော်ခီးနဲ့တီးမယ်ပြကြိုးလေးနဲ့တီးမယ်ပေါ့နော်အဲ့တော့ဒါကဒိုအီရဲ့ဒို6ကျူးမှာဒိုဒါရေဒါမီဖာဆိုဆိုရင်ဒိုရေဒါမီရဲ့ရှိမှာမာပေါ့သုံးခွက်မြောက်မှာအဲ့ဒါဒိုရေမာရဲ့သုံးတယ်ဒိုမာပြီးတော့ဖာဆိုဒီမှာသုံးလို့ရတယ်9 6ပေါ့နော်ဒိုမာဖာဆိုဒါပေမဲ့ဒီ4ကျူး5ကျူးလို့ကျူးတာလဲဖာဒါဆိုဒါလာပေါ့နော်ခါပါတော့ဆိုလာဒီတို့ဒါတော့ဒီမှာဘာလို့သုံးလဲဆိုတော့ဖာသုံးမယ်ဒါဖာရဲ့နောက်ကဖီဆိုဖာဖီဆိုပြီးတော့ဒီအောက်မှာတီတို့ဆိုတာရှိတယ်တီတို့အဲ့မှာတီမသုံးဘဲနဲ့ထားသုံးမယ်ထားတို့လေးချိုးတစ်ချိုးကထား clef flat တီရဲ့ရှိရ clef flat ရှိတယ်ထားတို့အဲ့တော့တို့ထားဒီပုံမှာရှိတဲ့ optic လေးမှာပြီးလို့ရတယ်ဒီလိုမျိုးလေးကြည့်ကြပါလားဒါဟာဆိုရင်ခီးရဲ့ဒီလေးကျိုးတွေရမယ်အဲ့ဆိုဒီဒါတို့အဲ့လိုပဲတို့သူ့ရဲ့ဒီအောက်ကဒိုရီဖာဆိုလာဒီတို့ဆိုတာရှိရဒါဒိုရီဒါအောက်မှာမီဖာဆိုလာဒီတို့ဒါတော့မရှင်းပြတော့ဒါရာပြီးသားပြရမယ်တို့ဒါမီရဲ့ရှိမှာမာရှိတယ်ပေါ့ဒိုမာပြီးတော့ဒီအောက်မှာဖာဖီဆိုဒိုမာဖာဖီဆိုအဲ့တော့ဒိုမာဖာဖီဆိုအောက်ကပြကြွားတို့အဲ့တော့ဒီကောင်လေးတွေကိုလွတ်ချထားလိုက်ပါနော်ဒီဒိုမာဖာဖီဆိုထားအဲ့ဒိုမာဖာဖီဆိုဒီမှာပေါ့နော်ဖာဖီဆိုအောက်ကပြကြွားဖာဖီဆိုထားအဲ့တော့ဒိုဒါဒိုပြီးဒါရေဒါမီပြီးတော့ဒီမှာဒါမာပဲဖြစ်မယ်ကဖာပေါ့နော်ဖာပြီးဆိုထားတော့ဒီရက်ပါပေါ့ထားတော့ဒီနေရာလေးကိုအရင်တီးပါအခုတီးတဲ့ဟာက minor blues ဖြစ်တယ်ဒိုမာဖာဖီဆိုထားအဲ့လိုပဲဒိုမာဖာဖီဆိုဒါလေးတွေကိုအရင်ဆုံးတီးထားပြီးတော့လွှတ်ကျူးလေးမှာတီးပါလောဆယ်ဒီလွှတ်ကျူးလေးမှာအရင်ရှင်းပြပေးမယ်ဒါကတော့ minor blues ဖြစ်တယ်ဒီ piano ရဲ့ခလုတ်လေးနဲ့ကြည့်အောင်ဒီအမဲတုံးလေးနှစ်တုံးနဲ့ထိတ်ကတာဒိုပေါ့နော် do re mi fa so la ti do ဆိုတာ do re mi fa so la ti do ဆိုဒီဟာလေးက keys ရဲ့ do re mi fa ပေါ့ do re mi fa so la ti doဒီကြတော့ဒိုရေမီသူ့ရဲ့မီကဒိုနဲ့ရေမှာတစ်ခုကျော်မီကြတော့တစ်ခုကျော်ဖြစ်သွားတော့ဒါကြောင့် notes တစ်ခုကျော်ဖြစ်တဲ့အတွက်ဒိုရေမီဖာကြတော့ကဲ့ရတဲ့ဖာဆိုဒိုရေမီဒါဖာဆိုလာတီရိုဒီတီကလည်းအမဲလေးပဲအဲ့တော့ဒိုရေမီဖာဆိုလာတီရိုဆိုတဲ့ကီတီရဲ့ဒိုရေမီဖာကိုရဒိုရေမီအဲ့တော့ဖာဆိုလာတီတော့အမဲလေးတွေပေါ့နော်ဒါကF sharp ပေါ့နော် F sharp ဒီကောင်ကျတော့ C sharp ပေါ့ဒါပေမဲ့သူကလည်းအဖြူလေးတွေပဲတီးကျင်တယ်ပေါ့ဒါလွယ်ကူပြောရမှာဆိုလို့ရှိရင်သူကလည်းဖြူစင်လေးဖြစ်ချင်တယ်ပေါ့အဲ့ဒီခါကျတော့ဒီဟာကိုဆိုမတီးကျင်တော့ပဲဒီလိုတီးလိုက်တာဒိုရေမီဖာဆိုလာပြီးတော့ဒီကောင်ကလည်းအမဲလေးမတီးပဲနဲ့သူ့ရဲ့ C ပဲတီးမယ်ပေါ့အဲ့ဒါဘယ်လိုဖြစ်သွားလဲဆိုတော့ဒိုရေဒါပုံမှန်ပေါ့ဒိုရေမီဖာဆိုဆိုရင်ဒိုရေ3 flat ဒါသူ့ရဲ့3 flat ဖြစ်သွားတယ်ဒိုရေ3 flat ဖာဆိုလာဒါတီရဲ့ရှိရနေ9 flat ဖြစ်သွားတယ်9ပြောရမယ်ဒီနဲ့3 flat ဒါ3ဒိုရေမာပြီးတော့ဖာဆို
ဒါတီရဲ့ရှိရထာတော့အဲ့လိုဖြစ်သွားပါပဲဟောပေါ့နော်ဒါခီဒီကိုခီဒီရဲ့ဒိုရေမီဖာဆိုလာမီလို့အဲ့ဒါကိုဟိုတော့ဒီအဖြူခလုတ်လေးတွေပဲမြင်ကျင်နေဆိုရင်အလွယ်တကူပြောတာပေါ့နော်ဒိုရေမာအဲ့ဒါကြောင့်ဒိုရေမာဖာဆိုလာထာလို့ဖြစ်သွားပြီးတော့အဲ့ဒါကဒိုရီယမ်မုတ်ဖြစ်သွားပါတယ်ဒိုရီယမ်စကေးပေါ့နော်